ရိစ္ဆာန်လူတဲ့ဒါနဟာအစတရားကျိုးပေးတယ်ဆိုတော့အစတရားဆိုတာနေတာမှမဟုတ်တာနော်ကိုကတစ်ခါလုပ်ရင်စတယ်လူတွေကတော့ထင်လိုက်ပဲခုတစ်ခါလုပ်တာအစတရားမများလို့မလားမများဘူးဘာကြောင့်မများဘူးလို့ပြောရတော့ဆိုကိုလက်တွေ့ကြည့်ပေါ့တရစီလေးတစ်စီးပဲဆိုင်တစ်စီးဆိုင်ရင်တရသီးကတစ်လုံးပဲတီးတင်တာပေါ့ဘယ်ဟုတ်မလဲတရစီတစ်စီးဆိုင်လိုက်တာနဲ့တရပင်ကတီးလိုက်တာထောင်ချီဖြစ်နေအကျိုးဆိုအဲ့လိုလူပွားလာနော်လူပွားလာဒါနကောင်းမှုကအဲ့ဒီတစ်ပင်ဆိုင်တာနဲ့အလားသဏ္ဍာန်တူတယ်ပေါ့ကိုယ်ဆိုင်တုန်းကတစ်စီးပဲဆိုင်တယ်သို့တော့ရလာတဲ့ fruition တွေ fruit နော်အကျိုးတရားတွေကြတော့များများအမြောက်များစွာရတယ်